အားလုံးပဲမင်္ဂလာပါဘုရားသခင်ကြီးတော်ကိုချီးမွမ်းလက် The Life Ministry အဖြစ်ကျွန်တော်ရဲ့တမန်ကျမ်းစာကိုတူတူကခံယူတိဆောက်အားယူခြင်းအစီအစဉ်ဘုရားသခင်ပြင်ဆင်ပေးတယ်ဘုရားသခင်ဂုဏ်ကြီးတော်အပေါင်းကိုချီးမွမ်းပါတယ်ဒီနေ့တော့ယောနာဝတ္ထုကအကြောင်းအရာလေးကိုအတူတူကခွန်အားယူဖို့ခေါ်ပိတ်လိုပါတယ်ဒီညမှာဘုရားသခင်သည်သနာစုံမဲ့တတ်တော်ဘုရားသခင်ဖြစ်တယ်ဒီအကြောင်းအရာကို prophet ကြီးယောနာကိုယ်တိုင်ပြောတဲ့စကားလေးဒီအကြောင်းအရာတွေကိုဆင်ခြင်ပြီးခွန်အားယူရအောင်ဒါကြောင့်ယောနာဝတ္ထုအခန်းကြီး4အငယ်1ကိုကျွန်တော်ဖတ်ပါမယ်ယောနာဝတ္ထုအခန်းကြီး4အငယ်1မှာကိုတော်သည်သနာစုံမဲ့တတ်တော်ဘုရားဖြစ်၍စိတ်ရှိသောသဘောကျေးဇူးပြုခြင်းသောသဘောအပြစ်ပေးမိအမှုကိုနောင်တရတတ်သောသဘောရှိတော်မူကြောင်းကိုကျွန်ုပ်သိပါ၏ယောနာကဘုရားသခင်ဒီတကယ်ပဲတနာစုံမဲ့တတ်တဲ့ဘုရားအလျံပဲတနာကျင်နာတတ်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒီဘုရားသခင်တနာကျင်နာတတ်ခြင်းမှာဘာတွေ့ရလဲဆိုတော့ဘုရားသခင်ဒီဘယ်လိုသဘောလဲစိတ်ရှည်တဲ့သဘောရှိတယ်ဘုရားသခင်ဒီတကယ်စိတ်ရှည်တဲ့သဘောရှိတယ်စိတ်ရှည်ခြင်းသဘောတော့မကဘူးတဲ့ဘုရားသခင်ဒီကျေးဇူးပြုခြင်းသောသဘောရှိတယ်ဘုရားသခင်ဒီစိတ်ရှည်တဲ့သဘောထားရှိတယ်တစ်ဖက်ကလည်းစိတ်ရှည်ခြင်းနဲ့ပြီးမသွားပဲကျေးဇူးပြုခြင်းတဲ့သဘောလည်းရှိတယ်ထို့တူပဲကျေးဇူးပြုခြင်းနဲ့လည်းပြီးမသွားသလိုပဲတဲ့အပြစ်ဒဏ်ပေးမဲ့အမှုကိုလည်းနောင်တရတတ်သောသဘောရှိတဲ့ဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်တနာစုံမဲ့တတ်တဲ့ဘုရားလို့ဒီယောနာဝတ္ထုမှာတွေ့ရတဲ့အကြောင်းအရာလေးပြောတဲ့အခါမှာဘုရားသခင်ရဲ့အလွန်မှလူတွေနားမလည်နိုင်ပဲတကယ်ဘုရားသခင်အလွန်မှထူးမြတ်တဲ့သူရဲ့တနာစုံမဲ့တတ်ခြင်းသဘောစိတ်ရှိတယ်ကျေးဇူးပြုတယ်အပြစ်ပေးတယ်လို့ပြောတဲ့အရာတွေကနေဘုရားသခင်ပြန်ပြီးနောင်တရတဲ့သဘောရှိတယ်။ပြောချင်တာကနောင်တရတယ်ဆိုတော့ဘုရားသခင်ဒီနောင်တနဲ့ဘုရားသခင်ဒီကြံလာတဲ့သူတွေပေါ်မှာအပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ကိုပေးတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ဒီအကြောင်းအရာလေးကိုယောနာဝတ္ထုကိုကြည့်ပြီးအတူကခံရအောင်ယောနာဝတ္ထုကအခန်းကြီး4ခန်းပဲရှိတယ်။ဖတ်ရတဲ့အလွန်လွယ်ကူတဲ့အကြောင်းအရာလေးတွေ့ရမှာဖြစ်တယ်။ဆိုတော့ပထမတစ်ချက်ကအခန်းကြီး1ကိုကြည့်နံပါတ်1ကနားမထောင်လမ်းလွဲသောသူကိုလည်းဘုရားသခင်တနာဆုံးမဲ့တဲ့ဘုရားသခင်ဖြစ်တယ်။ဆိုတော့ဒီအကြောင်းအရာမှာဒီမိတ်တဲရဲ့သားယောနာထံကိုရောက်လာတယ်ဘုရားသခင်နှုတ်ကတော့ဘာလဲဒါကခန်းကြီး1ငယ်2မှာတင်ထ၍တဲ့သွားပါနိနေဝေမြို့ကိုသွားပါသွားပြီးတော့မှတဲ့ချင်းချောက်သောစကားနဲ့ကြွေးကြော်ပါတဲ့ထိုမြို့ရဲ့ဒုစရိုက်ကငါရှိမှတက်သူတို့ပြုတဲ့ဒုစရိုက်မှုကဘုရားသခင်ရှိမှတကယ်ဒါကတရားစီရင်ဖို့အတွက်ဖြစ်နေပြီဒါကြောင့်သူတို့ကိုသွားပြီးချင်းချောက်တဲ့စကားပြောပါကြွေးကြော်ပါလို့ယောနာကိုစီခိုင်းတယ်သူယောနာမသွားနိုင်ဘူးဘာလို့ယောနာမသွားနိုင်လဲဒီနိဒဝေဟာအာရှုရိဆိုတဲ့အစီးရီးယားရဲ့မြို့ဖြစ်တယ်အစီးရီးယားကအဲ့ဒီအချိန်ခါမှာအယံမဲ့အင်အားတကူကြီးထွားတဲ့အချိန်ကာလတကူဖြစ်တယ်လို့ပဲအဲ့ဒီအချိန်ကာလကဒီအာရှုရိတွေကလည်းဣသလူမျိုးတွေကလာပြီးတိုက်ခိုက်တယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်တုံပန်းနေဖြစ်နေဖမ်းသွားတယ်အဲ့တော့အလွန်မှရက်ဆက်တဲ့လူမျိုးတွေဖြစ်ပါတယ်ဒီချိန်ကမှာသူတို့ကတကူအာနာလည်းကြီးထွားတဲ့သူဖြစ်တယ်ကြီးထွားတဲ့သူတွေလည်းဖြစ်တော့ကြောင့်သူတို့ကဒီချိန်ကမှာယောနာကတော့ဖြစ်ရင်ဒီနိနေဝေမြို့ကိုသွားပြီးဘုရားသခင်ရဲ့တရားစကားကိုပြောဖို့ဘုရားသခင်ပြောခိုင်းတဲ့စကားကိုပြောဖို့သူမလုပ်နိုင်ဘူးသူမသွားနိုင်ဘူးဆိုတော့တွေ့ရမှာဖြစ်တယ်ဒါကြောင့်သူကဘယ်ကိုပြေးလဲဆိုတော့ဘုရားသခင်ကတာရှုကိုသွားခိုင်းမှာသူကမဟုတ်ဘူးဒီရုပ်ပေကိုဆင်းပြီးတာရှုကိုသွားတဲ့သင်္ဘောပေါ်မှာတက်စီးပြီးတော့မှသွားတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကဒီ direction လွဲသွားတဲ့အခါမှာဘုရားသခင်ကသူစီခိုင်းတဲ့အမှုအတွက်ဘုရားသခင်ကဒီယောနာစီးတဲ့သင်္ဘောကိုဒါကကြီးစွာသောလေမုန်တိုင်းကိုစစ်လွတ်လိုက်တာဖြစ်တယ်ဒါကအဲ့ဒီကမှာသင်္ဘောကပြစ်လို့မတတ်တကယ်အလွန်မှပြင်းထန်တဲ့လေမုန်တိုင်းကိုလွတ်တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီလေမုန်တိုင်းရဲ့ပြင်းထန်ခြင်းကရာသီဥတုကြောင့်မဟုတ်ပါဘူးရာသီဥတုကตายရတယ်ဒါပေမဲ့ပင်လယ်မှာဒီသင်္ဘောမှာလှိုင်းထန်နေတယ်ဒီအဲ့ဒီမုန်တိုင်းကတကယ်သူတို့ကိုပြက်စီးလို့မတတ်ဖြစ်တယ်တကယ်လူတွေအားလုံးကိုကြောက်ရွံ့ပြီးသူတို့ပါတဲ့ပစ္စည်းတွေအကုန်ပစ်ချပြီးတော့မှသူတို့ကဘုရားသခင်ဒီအတီးတီးဆုတောင်းကြပြီမဲ့ယောနာကအေးစေးပဲဘုရားသခင်လုံးဝဆုမတောင်းဘူးသူကဘုရားသခင်ရဲ့စကားကနေဘုရားသခင်အလိုတော်လွှဲချော်ပြီးသူသွားသူဖြစ်တော့ကြောင့်ဘုရားသခင်လုံးဝဆုမတောင်းဒါကိုတွေ့တဲ့အခါမှာဟာဒီတမောတစ်ခုလုံးကလူတွေကပြာခတ်ပြီးဘဝပြက်နေကြတာဘလို့မင်းကဒီတင်မောဝမ်းထဲမှာနေပြီးတော့မှတသားရနေတာလေဘာလို့လဲဘုရားသခင်ဆုတောင်းပါလားလို့ဒီမှာသူ့ကိုပြောတာဖြစ်ပါတယ်အဲ့တော့သူကတင်မောထဲမှာသူပြာခတ်ပြီးသေဖို့
တေတို့ကြောက်နေတဲ့အချိန်မှာတင်ပေါ်ဝမ်းထဲမှာသူပြီးပြောနေတာဖြစ်တယ်အဲ့တော့သူကိုနှိုးတယ်သူကိုတောင်းမှာသူမတောင်းဘူးအဲ့ဒါကသူကိုတခါလေလူတွေကဒီအခုဖြစ်တဲ့မုံတိုင်းကဘလို့ကြောက်လဲသူတို့မင်းနိုင်ကြတော့စာရေးတန်ချဆိုမင်းနိုင်ကြတဲ့အခါယောနာမင်းကြပါယောနာကိုပြောတဲ့အခါမှာမင်းကဘာလုပ်လဲမင်းကဘယ်ရလာတာလဲမင်းဘယ်ဖျောက်ကိုကွယ်တာလဲလို့သူ့ကိုပြောတဲ့အခါမှာဒီမှာယောနာကပြောတဲ့အခါမှာခန်းကြီးတဲ့အငယ်ကိုမှငါဒီဟေဒီရဲ့မျိုးသားတိရေမြေကိုဖန်ဆင်းတော်မူသောကောင်းကင်ဘုံ၏အရှင်ဖျားသခင်ထောက်ဖျားကိုကိုးကွယ်တော်သူဖြစ်တယ်လို့ပြောတဲ့အခါမှာဒီယောနာပြောတဲ့စကားဖျားသခင်ကရေမြေကိုဖန်ဆင်းတဲ့ကောင်းကင်ဘုံရှင်ဖျားသခင်ကိုးကွယ်တာဖြစ်တယ်လို့ပြောမှာဒီစကားကိုကြားတဲ့အခါဒီဖျားရဲ့နာမကိုကြားတဲ့အခါတော့မှလူတွေကအလံပဲကြောက်သွားတာဖြစ်တယ်အလံပဲကြောက်သွားတာဖြစ်တယ်အဲ့တော့ဘာလုပ်ရမလဲငါတို့မင်းကိုဘာလို့ပြရမှာလဲငါဖျားထံကပြေးရသူဖြစ်တယ်ဖျားတင်ငင်ဆက်ထပ်ပြေးတဲ့သူဖြစ်တော့ကြောင်းတယ်အခုမုံတိုင်းကငါကြောင့်ဖြစ်တာဖြစ်တယ်ငါကိုတဲ့ဒီသင်္ဘောတွေကပြစ်ချလိုက်ပါသင်္ဘောတွေကပြစ်ချလိုက်ရင်အကုန်လုံးပြီးသွားပါလိမ့်မယ်ယောနာနဲ့ထင်တယ်သူကမသွားချင်ဘူး तू မလုပ်ချင်ဘူး तू မပြောချင်ဘူးအဲ့ဒီຢာပေါ်မှာဟုတ်ပြီဒီမုံတိုင်းထန်တဲ့ကဒီထဲမှာပင်တဲ့ပြစ်ချလိုက်ရင်ယောနာက तू ဒီလေပြီးသွားမယ်ဖျားသခင်စီခိုင်းနေသွားဆံလို့ तू လည်းပင်တဲ့မြုပ်ပြီးတည်သွားရင်ပြီးပြီပေါ့ तू မလုပ်ချင်တဲ့အရာကိုလုပ်ဆရာမလုပ်တော့ဘူးလို့ तू ထင်တာအဲ့ तू ကပြတဲ့ကဲငါ့ကိုပင်တဲ့ပြစ်ချလိုက်ပါဒါပေမဲ့တင်မောသားတွေကအယမ်းကြောက်တယ်ဘာလို့ဆိုတော့ဒီသူကိုကိုတဲ့ဖျားကရေမြေကိုဖန်ဆင်းတဲ့ကောင်းကင်ဘုံရှင်ဖျားတဲ့ကင်ဆိုတော့တခါတော့ဖျားတဲ့ကင်ပြန်တောင်းပါနဲ့နော်သူတို့ပြစ်ချတာကဒါကသူတို့ပေါ့အပြစ်မရောက်ပါစေနဲ့အိုးသူတို့တောင်းပန်ပြီးနောက်ဆုံးယောနာကိုရေထဲပြစ်ချတယ်ယောနာကိုယ်တိုင်ကလည်းရေထဲပြစ်ချပြီးသူ့ဘဝပြီးသွားပြီလို့ထင်တာပဲဒါမဲ့လေဖျားတဲ့ခင်ရဲ့တနာဆုံးမတက်ခြင်းသဘောကအလွန်မှထူးခြားလွန်ပါတယ်ဖျားစကားကိုနားမထောင်ပြီးဖျားတဲ့ခင်အလိုလိုလမ်းကလွှဲပြီးတော့မှထွက်ပြေးတဲ့လူကိုဖျားသခင်ရဲ့တနာဆုံးမဲ့ခြင်းသဘောကိုပြတယ်။လူတွေကတခါသူ့ကိုရေထဲပစ်ချလိုက်တဲ့အခါမှာဖျားသခင်ကသူ့ရဲ့အမှုတော်ရပ်မသွားပါဘူး။ဖျားသခင်အမှုတော်ကမရဘူး။ဖျားသခင်ရဲ့ပြုရမယ့်အမှုဖျားသခင်နှုတ်ပတ်တော်ပြောမဲ့အရာကဒီနေ့ရှိကိုရှိရမှာဖြစ်တယ်။အဲ့တော့ဖျားသခင်ကဒါကအငယ်16ကိုကြည့်တဲ့အခါယောနာကိုမျိုးစေခြင်းကိုငါးကြီးကိုထွားပြခံထားတော်မူသည်နဲ့ညီယောနာသည်ငါးကြီးကွာထဲမှာသုံးရက်ယောနာကရေထဲမြုပ်သွားပြီးပြီးလို့ထင်ပေမဲ့မဟုတ်ဘူးဘုရားသခင်မပြီးစေဘူးယောနာကိုမျိုးမဲ့ငါးကြီးကိုဘုရားသခင်ပြင်ဆင်ပြီးယောနာကိုငါးမျိုးပြီးငါးကြီးပိုက်ထဲမှာ၃ရက်လုံးနေရတယ်ဘုရားသခင်ရဲ့တနာခြင်းကရုဏာဖြစ်တယ်တေရမဲ့သူတေခြင်းနဲ့ထိုက်တန်တဲ့မုံတိုင်းထဲမှာလုံးဝနှစ်မြုပ်ပြီးတေတဲ့ပုဂ္ဂိုလ်ပေါ်မှာဘုရားသခင်ရဲ့တနာစုံမဲ့ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကိုတွေ့ရတာဖြစ်တယ်ယောနာကထွက်ပြေးတာပါဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့တနာခြင်းကရုဏာတော်ကိုဒီမှာတွေ့ရတာဖြစ်တယ်အဲ့ဒီကငါးကြီးကွာနဲ့၃ရက်နေရတဲ့အခါမှာယောနာဘာလုပ်လဲယောနာဝတ္ထုခန်းကြီး1ကိုကြည့်ရင်နံပါတ်1မှာဘုရားသခင်ဒီဒုက္ခဆင်းရဲခြင်းတဲ့ကနေဆုတောင်းတန်ကိုနားညောင်းပြီးတနာဆုံးမဲ့တဲ့ဘုရားဖြစ်တယ်ယောနာကငါးကြီးကွာနဲ့ရောက်သွားတဲ့အခါမှာ၃ရက်လုံးသူဘာလုပ်ဘာမှလုပ်တော့မရတာသူဒီဖျားတဲ့ခင်ရဲ့မြို့တော်ယေရုရှလင်မြို့ကြီးကိုဗိမာန်တော်ကိုမျက်မှောက်ပြုပြီးပဲအရှိနောက်တောင်မြောက်ဆိုဘယ်မှမသိပဲနဲ့ဖျားတဲ့ခင်ရဲ့ဖျားတဲ့ခင်ဗိမာန်တော်ရှိတဲ့ရက်ကိုသူစိတ်မှန်းနဲ့မှန်းပြီးသူဆုတောင်းတာဖြစ်တယ်အဲ့ဒီခါမှာသူ့ရဲ့ဆုတောင်းခြင်းတကယ်ဖျားတဲ့ခင်ကသူ့ကိုဟိုးမရဏနိုင်ငံတကယ်တည်ခြင်းတော့တခါတည်းသမုတ်တရားဒီမြက်ပင်တွေကသူ့ကိုခေါင်းမှာရစ်ပတ်ပြီးတခါတည်းသူကပင်လယ်ထဲမှာနှစ်မွန်းပြီးတေဖို့တင့်တဲ့သူဖြစ်တော်လဲပဲဖျားတဲ့ခင်ကငါးကြီးပိုက်ထဲမှာပြန်ခဏထည့်ထားတယ်အဲ့ဒီခါမှာသူဖျားတဲ့ခင်ကိုသူဆုတောင်းတယ်တခါပဲဖျားတဲ့ခင်ကိုမျက်မှောက်ပြန်ပြုတယ်ဖျားတဲ့ခင်မျက်မှောက်ပြုပြီးဖျားတဲ့ခင်ကိုသူဆုတောင်းတဲ့အရာဖြစ်တယ်ဒီချိန်ကမှသူကတကယ်မရဏနိုင်ငံလိုပိတ်ပင်ထားပဲဘယ်မှထွက်လို့မရထွက်ပေါက်မရှိတဲ့နေရာအရက်ထဲမှာရှိနေတော်လဲပဲဒီချိန်ကမှယောနာကဖျားတဲ့ခင်ကိုဆုတောင်းပါတယ်ဆုတောင်းတဲ့အခါမှာယောနာရဲ့စိတ်ထဲမှာဘုရားသခင်ကတနာခြင်းကရုဏာခံပြီးတဲ့ဘုရားသခင်ဖြစ်ပါလားအဲ့တော့အခန်းကြီး1အငယ်9ကိုကြည့်တဲ့အခါအကြောင်းမူကားကျေးဇူးတော်ကိုချီးမွမ်းသောစကားနဲ့ကိုတော်အားရစ်ပူဇော်ပါမည်သစ္စာဂရိထားသည့်အတိုင်းသစ္စာဝတ်ကိုပြုပါမည်ထာဝရဘုရားကျေးဇူးတော်ကြောင့်ချမ်းသာရပါတယ်လို့ဆုတောင်းတယ်ဒီကနေ့သူဟာဘုရားသခင်ရဲ့အလိုတော်လမ်းကလွှဲပြီးထပ်ပြီးတဲ့သူဖြစ်တော်တယ်ပဲဖ
ရားသခင်တနာခြင်းကရုဏာတော်ဘုရားသခင်တနာဆုံးမဲ့ခြင်းကျေးဇူးကိုခံရပြီးဒီကံမှာသူအသက်လွတ်ပြီးငါးကြီးဝမ်းထဲမှာနေပြီးဘုရားသခင်ကိုဒီချိန်မှာသူဆုတောင်းပြီးနောက်ဆုံးတော့ဘုရားသခင်ကိုပြောတယ်ကိုရောကိုကြီးတို့ချီးမွမ်းပြီးရစ်ပူဇော်ပါမယ်ကျွန်တော်တက်စာပြက်ခဲ့တဲ့အရာတက်စာဝတ်ကိုပြန်ဖြီးပါမယ်တက်စာဝတ်ကိုပြန်ပြုပါမယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်အခုချမ်းသာရပါတယ်ပေတဲ့တဲ့သူကချမ်းသာရတယ်ဒီကနေ့ဘုရားသခင်ပေါ်ပြန်ပြီးဆုတောင်းတဲ့အခါနောင်တတဲ့ဘုရားသခင်ကိုချီးမွမ်းတဲ့အခါဘုရားသခင်ရဲ့တနာဆုံးမတတ်ခြင်းသဘောတည်းအဲ့လိုလူရဲ့ဆုတောင်းတန်ကိုဘုရားသခင်နားညောင်းပါတယ်ဘုရားသခင်နားညောင်းပေးတယ်ဒါကဘုရားသခင်ဒီတနာဆုံးမတတ်တော့ကြောင့်ဘုရားသခင်ကအဲ့လိုသူ့ဆရာထွက်ပြေးသွားသူတယောက်ရဲ့ဆုတောင်းတန်ကိုဘုရားသခင်နားညောင်းပြီးနောက်ဆုံးမှာတော့ဖြစ်ရင်ထိုအခါငါးကြီးသည်ထွားပြအမိန့်တော်ကိုနာခံ၍ယောနာကိုကုန်းပေါ်မှာသူ့ကိုကုန်းပေါ်မှာပြန်ပြီးတော့မှပြန်အန်ထုတ်တယ်ကုန်းပေါ်ပြန်ပို့ပေးလိုက်တာဖြစ်တယ်တကယ်တမ်းယောနာမထိုက်တန်ပါဘူးပင်လယ်ထဲမှာနှိမ့်မြုပ်ပြီးတည်သွားတဲ့သူဖြစ်တယ်နောက်ဆုံးငါးကြီးဝမ်းထဲမှာတောင်မှပေတဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တော်လည်းပဲဘုရားသခင်တနာစုံမဲ့ခြင်းကသူစီခိုင်းတဲ့အမှုတော်ပြီးစီးအောင်ဆောင်ရွက်စီဖို့ဘုရားသခင်ကသူ့ကိုအသက်ရှင်ခြင်းအခွင့်ကိုပြီးပြီးတော့မှဒီဆုတောင်းတဲ့ကိုဘုရားသခင်ပြန်နေနားညောင်းပြီးသူ့ရဲ့တနာစုံမဲ့ခြင်းသဘောဘုရားသခင်စိတ်ရှည်ခြင်းသဘောဘုရားသခင်ကြီးစုပြုခြင်းသဘောနဲ့တော့နောက်ဆုံးကဘုရားသခင်ဒီအပြစ်ဒဏ်ပေးခြင်းကိုလည်းဘုရားသခင်ဒီရုပ်သိမ်းနိုင်တဲ့ဘုရားသခင်ဖြစ်ခြင်းကိုလည်းနားနေစီ။ဒါကြောင့်ဒီအခန်းကြီး3ရောက်တဲ့အခါယောနာဝတ္ထုအခန်းကြီး3မှာယောနာကသူဟာယောနာမြို့ကတကယ်တမ်းဒီအနိဝေးမြို့ကြီးကဟုတ်ဖြစ်ရင်အရင်ကသူ့ရဲ့ဒီရှေးဟောင်းဒီမြို့ကြီးကိုဖြိုကြည့်တဲ့အခါအဲ့ဒီမြို့ကြီးက10မိုင်လောက်ကျယ်တယ်10မိုင်လောက်ကျယ်တဲ့အုတ်နေကြီးရှိတယ်အဲ့တော့အဲ့ဒီမြို့ကြီးကတကယ်တဖြည်းဖြည်းချင်းစကားပြောသွားမယ်ဆိုရင်3ရက်လောက်လုပ်ရမယ့်အမှုဖြစ်ပါတယ်ဒါပေမဲ့3ရက်တော့သွားမယ့်အမှုကို तू ကတခါတည်း3ရက်မသွားတရက်တည်းနဲ့ပေါ့နော်ဒီ तू ကတချို့တော့ဒါယောနာကခက်မြန်မြန်ပဲပေါ့နော်ဒါကနိနဝေမြို့ကြီးကိုဘုရားသခင်ရက်40တိုင်ရဒါကဘုရားသခင်မြို့ကြီးကိုစီမံဖြစ်တယ်ဒါကအခန်းကြီး3အငယ်4မှာဖြစ်ပါတယ်ဒါကြောင့်ရက်40လွန်တော့နိနဝေမြို့ကြီးပျက်စီးနိုင်မယ်ဆိုစကားလေးပါရိုးရိုးလေးပဲဒီစကားဘာမှခက်ခဲတဲ့စကားမဟုတ်ရက်40လို့ရင်ဘုရားသခင်ဒီနိနဝေမြို့ကိုဖျက်ဆီးနိုင်မယ်ဆိုတဲ့စကားလေးကိုပြောခိုင်းတာဖြစ်တယ်ဘာမှရှိဝေးစကားပြောခိုင်းတာမဟုတ်ဘူးဒါပေမဲ့ဒီစကားကို तू က3ရက်သွားမဲ့ခရီးကိုတရက်တည်းနဲ့ပဲतू ကပြောသွားလိုက်တာဖြစ်တယ်ဒါပေမဲ့ तू ကရိုးရိုးလေးပဲ तू ပြောလိုက်တာဖြစ်ပါတယ်ရိုးရိုးလေးပဲ तू ဟောပြောလိုက်တဲ့စကားဒါကဘုရားသခင်ပြောခိုင်းတဲ့စကားဘုရားသခင်စေခိုင်းသောအမှုဘုရားသခင်ကသူ့ကိုပြောခိုင်းတဲ့အမှုဖြစ်သောကြောင့်ဒီဘုရားသခင်နှုတ်ပတ်တော်ဒီတကိုးပါတယ်ဘုရားသခင်နှုတ်ပတ်တော်ရဲ့အသက်ရှင်တဲ့တရားစကားဖြစ်သောကြောင့်ဒီတရားစကားကိုကြားတဲ့အခါနိနဝေမြို့သူမြို့သားတွေအားလုံးနှလုံးသားကိုထိခိုက်တယ်လို့အဲ့ဒီသတင်းစကားကိုကြားတဲ့ဘုရင်ကြီးကိုယ်တိုင်နောင်တရသွားတာဖြစ်တယ်အစာချောင်ကာလကိုကြီးညာတယ်ဘုရင်မစရမင်းမှုထမ်းတဲ့လူကြီးလူငယ်ကလေးမစရတရိษံတွေအားလုံးကိုအစာမစားဘဲနဲ့သူတို့အစာရှောင်ကြတယ်ဒီသဘောကယောနာပြောလိုက်တဲ့စကားလေးပေါ်မှာသူတို့ကြားပြီးတော့မှဘုရားသခင်တရားစကားဖြစ်တယ်ဘုရားသခင်ပြောခိုင်းတဲ့စကားလေးတခွန်းကိုကြားလိုက်တဲ့အခါသူတို့နောင်တရခြင်းတသက်ရအစာရှောင်ပြီးသူတို့ရှော်ဒီအဝတ်ကိုဝတ်ပြီးတော့မှသူတို့အတ္တမလမ်းကိုလွှဲရှောင်မယ်သူတို့ဒါကိုသူတို့နောင်တရခြင်းတသက်ကိုသူဖော်ပြတဲ့အခါမှာဘုရားသခင်ကဘာပြန်ပြုလဲဒါကအငယ်30မှာအခန်းကြီး3အငယ်30မှာမြို့သားတို့သည်မိမိတို့လိုက်သောအတ္တမလမ်းကိုလွှဲရှောင်၍ကျင့်သောအကျင့်များကိုဘုရားသခင်မြင်နေအရင်ချိန်သောဘေးကိုမပေးဘဲနေတယ်ဘုရားသခင်ရက်40လို့ရင်ဖြတ်စည်းမယ်ဆိုတဲ့ဘေးကိုဘုရားသခင်ကကြော်လွန်သွားစေတယ်မဖြတ်စည်းဘဲနေလိုက်တယ်ဘုရားသခင်ဒီတနာစုံမတ်တတ်တော်ဘုရားသခင်ဖြစ်တယ်သူရွေးကောက်တဲ့လူမျိုးမဟုတ်ပါဘူးနိနဝေဒါသူ့လူမျိုးရဲ့ရန်သူဖြစ်ပါတယ်သူ့လူမျိုးကိုညှဉ်းပန်းနှိပ်စက်တတ်တဲ့လူမျိုးတွေဖြစ်တော်တယ်ပဲဘုရားသခင်စကားကိုကြားပြီးနောင်တရရင်ဘုရားသခင်ဒီအဲ့ဒီဖြတ်စည်းမယ်ပျက်စီးစေမယ်ဆိုတဲ့ဘုရားသခင်ရဲ့အရင်ပြစ်ဒဏ်ကိုတောင်ဘုရားသခင်ကပြန်နေပြီးမပေးဘူးဒါကဘုရားသခင်ရဲ့အလွန်မှကျယ်ဝန်းတဲ့သူ့ရဲ့နှလုံးသားသူ့မြတ်တာသူ့ကိုယုံကြည်သည်ဖြစ်စေမယုံကြည်သူဖြစ်စေဘုရားသခင်ဒီလူမျိုးတိုင်းနိုင်ငံတိုင်းကိုအုပ်စိုးတဲ့အရှင်စီရင်ပိုင်တဲ့အရှင်သခင်ဖြစ်တယ်လို့
နားလေစေတယ်တစ်ဖက်ကဘုရားသခင်အပြစ်ကိုပေးပိုင်တယ်ဘုရားသခင်စီရင်ပိုင်တဲ့အရှင်သခင်ဖြစ်တယ်လို့ဘုရားသခင်ဒီတနာစုံမဲ့တတ်ခြင်းသဘောနဲ့ပြည့်စုံတဲ့ဘုရားသခင်ဖြစ်ခြင်းကိုလည်းဒီနိနေဝေမြို့သားတွေကိုနားလေစေတယ်လို့ဒီနေ့သူ့ရဲ့လူဖြစ်တဲ့ယောနာကိုလည်းနားလေစေတာဖြစ်ပါယောနာနောင်တမရနိုင်ပါဘူးယောနာကဒီနိနေဝေမြို့ပျက်စီးခြင်းပဲသူတောင်းတတယ်ကြော်လင့်တယ်ဒါကြောင့်သူကဒီနိနေဝေမြို့ကြီးကိုဘယ်ချိန်ပျက်စီးမလဲလို့ပြောတဲ့အခါသူကနိနေဝေမြို့ရဲ့မြို့အပြင်ကိုထွက်ပြီးအရှိမျက်နှာမှာထိုင်ပြီးနိနေဝေမြို့ကြီးကိုရက်40လွန်တော့ဖြစ်ရင်ဖျားတဲ့ကဖြက်စီးတော့မှာပဲလို့သူညှော်လင့်တယ်အဲ့လိုဖြက်စီးခြင်းကသူနှစ်သက်တယ်ဒါမဲ့အဲ့ဒီဖြက်စီးခြင်းဘေးကိုဖျားတဲ့ကမပြုတ်စေဘူးဖျားတဲ့ကမပြုတ်စေဘူးဖျားတဲ့ကအဲ့ဒီဖြက်စီးမယ်လို့ချင်းချောက်တဲ့ဘေးကနေဖျားတဲ့ကကဲလို့ခွင့်ပေးလိုက်တဲ့အခါယောနာကလက်မခံနိုင်ဘူးဒါပေမဲ့ဖျားတဲ့ကသူ့ကိုပြောတယ်မင်းကအမျက်ထွက်ကောင်းသလိုဒါကအငယ်လေးမှလဲမင်းကဒီရတဲ့ဘုရားသခင်ကိုအမျက်ထွက်ကောင်းသလိုဒေါသထွက်ကောင်းသလိုမင်းဒေါသမထွက်သင့်ဘူး။နောက်ဘုရားသခင်သူ့တွန်းတင်တဲ့သူအရန်နေပူတဲ့အခါမှာအဲ့ဒါကျက်စုပင်လေးပေါက်လာတဲ့အခါချက်ချင်းပဲတခဏချင်းဖြစ်တဲ့ကျက်စုပင်အရေးရတဲ့အခါသူစိတ်ကျဉ်နှံ့မှုရတယ်။ဒါပေမဲ့နောက်နေ့မှာကျက်စုပင်ကတော့ဖြင့်ပိုးကိုက်ပြီးခဏချင်းတည်သွားတဲ့အခါမှာဒေါသပြန်ထွက်ရတယ်။မင်းဒေါသထွက်ချင်လားမင်းတောင်မဆိုင်မပြိုးဘဲနဲ့တခဏအချင်းစက္ကန့်ပိုင်းတွင်းမှာအပင်ကြီးဖြစ်ပြီးအရေးကိုရစေတယ်ခဏအတွင်းမှာပိုးကိုက်ပြီးတည်သွားတဲ့အရာပေါ်မှာမင်းနှမျောသလားမင်းနောက်မဆိုင်မပြိုးတဲ့အပင်တကူကိုမင်းနှမျောရင်ငါဖန်ဆင်းတဲ့ဖရာဒါဒီယောမမြို့တွေမှာရှိတဲ့လူတွေကိုတနာတယ်ဒါကြောင့်ယောမယောနာအခန်းကြီး4ငယ်7မှာငါသည်များစွာသောတိရစ္ဆာန်ကိုမဆိုးကိုလက်ရလက်နဲ့လက်ဝဲလက်ကိုများပိုင်းခြား၍မသိတော့လူ3,200,000မကလူများသောနိနေဝေမြို့ကြီးကိုငါနှမျောသိနေမဟုတ်တော့ဘာမဟုတ်တဲ့ကျက်စုပေတဲ့ပင်ကိုမင်းနှမျောနေရင်ဒီမှာတဲ့ဘာမှမသိတဲ့အပြစ်ကင်းတယ်လို့ပဲပြောမှာဒီလူတွေကလက်ဝဲလက်ဘာမှပိုင်းခြားမသိပဲနဲ့ဒီဘယင်တွေရဲ့သူတို့ရဲ့စိတ်ကြိုက်လှုပ်ဆောင်ဖြက်စီးနေတဲ့အရာပေါ်မှာမူတည်ပြီးဒီတိုင်းသူပြည်သားတွေကိုသူအပြစ်မပေးနိုင်ဘူး3,200,000သောသူတွေဟာဘုရားသခင်တနာတယ်ဘုရားသခင်တနာဆုံမဲ့ခြင်းကသူ့ကိုယုံကြည်သောသူမဟုတ်ပဲနဲ့လေဘုရားသခင်ဒီသူ့စကားကိုကြားပြီးနောင်တရတော့သူပါလို့ဘုရားသခင်တနာဆုံမဲ့တဲ့ခြင်းသဘောကိုသူပြတာဖြစ်တယ်ဒီမှာအပြစ်ဒဏ်ပေးတဲ့အမှုမှာလည်းနောင်တရတယ်အပြစ်ဒဏ်ပေးခြင်းအမှုကိုလည်းဘုရားသခင်ဖယ်ရှားပေးလိုက်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ဒီအပြစ်မှနောင်တရတော့သူပဲတနာဆုံမဲ့ပြီးဒဏ်ကိုမပေးတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်သဘောတော်ကတကယ်နဲ့နဲပါတယ်ဘုရားသခင်သဘောတော်ကတနာဆုံမဲ့တဲ့တော့ကြောင့်ဒီနေ့ဘုရားသခင်ဒီကျွန်တော်ပုံမှာစိတ်ရှိတဲ့သဘောရှိတယ်ဘုရားသခင်ဒီကျွန်တော်ပုံမှာအမြဲကြည်သူပြုတယ်ဒီနေ့ကျွန်တော်အပြစ်ဒဏ်နဲ့ထိုက်တန်တဲ့သူတွေဖြစ်တယ်ဘုရားသခင်စကားတော်ကအမြဲတမ်းနားမထောင်ပဲဘုရားသခင်အလိုတော်လမ်းတွေကသမာတရားလမ်းတွေကနေလွဲသွားတယ်ချော်သွားတဲ့အတ္တတွေအချင်းချင်းဖြစ်တော်လည်းပဲဘုရားသခင်တနာဆုံမဲ့တဲ့ခြင်းသဘောအပြစ်ဒဏ်နဲ့ထိုက်တန်တော်လည်းပဲအပြစ်ဒဏ်နဲ့ကင်းလွတ်ခွင့်ကိုပေးတဲ့ဘုရားသခင်ဖြစ်တယ်ဒါကြောင့်ဒီတနာဆုံမဲ့တဲ့ဘုရားသခင်သဘောကိုသိပြီးကိုယ့်ရဲ့အတ္တကိုဘုရားသခင်အလိုရှိတဲ့ဘယ်ရာလဲဒီနေ့ဒီရာတွေကျွန်တော်အစီခံအောင်ဒီဘုရားသခင်ကိုလည်းဘုရားသခင်တနာဆုံးမဲ့တဲ့သဘောရှိတော့ကြောင့်သူ့ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ဆုတောင်းတဲ့ဆုတောင်းတန်ကိုဘုရားသခင်နားညောင်းတယ်တို့တူပဲအပြစ်ပြုတဲ့အခါနောင်တရတဲ့အခါအပြစ်ကနောင်တရတဲ့အခါဘုရားသခင်ဒီအပြစ်ကိုလွတ်ပြီးဘုရားသခင်ဒီကောင်းကြီးအကျိုးအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးအကျိုးကိုပေးတဲ့ဘုရားသခင်ဖြစ်တော့ကြောင်းဒီနေ့ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ဘုရားသခင်ဒီတနာဆုံးမဲ့တဲ့ဘုရားသခင်ဖြစ်တော့ကြောင်းထိုအရှင်သခင်သဘောကိုသိတယ်ထိုအရှင်သခင်ရဲ့မေတ္တာတော်ကိုထောက်ထားလေဘုရားသခင်စကားကိုနားထောင်ခြင်းဘုရားသခင်၌ဆုတောင်းခြင်းတို့ကကိုယ့်ရဲ့အသက်တာမှာအပြစ်ပြုခဲ့နေထိုအပြစ်ကနောင်တနဲ့ပြန်လာပြီးဘုရားသခင်ကိုပြန်နေပြီးဝင်ချပြီးနှိမ့်ချတဲ့အသက်တာအားဖြင့်ဘုရားသခင်ရဲ့စီခိုင်းသောအမှုဘုရားသခင်အလိုတော်ရှိတဲ့အမှုကိုဒီနေ့ပြီးစည်းစေဖို့လို့ကဒီနေ့တီးအသက်ရှင်ရှောင်လန်းဖို့ဒီနေ့တနာဆုံးမဲ့တော်ဘုရားသခင်ရဲ့အကြောင်းကိုသူကခံယူခြင်းတည်ဆောက်ခြင်းဖြစ်တယ်။တန်တဲ့တွင်မှာဘုရားသခင်ပေးတဲ့ကျေးဇူးကောင်းကြီးသည်အစဉ်တည်ပါစေ။အာမင်။